ကဘာဦးကျမ်းအခန်းကြီး20တဲ့ထာဝရဘုရားသည်အမိန့်တော်ရှိသည့်အတိုင်းစာရာကိုအကြည့်အရှုကြတော်မူ၍ဂတိတော်ရှိသည်နှင့်လျော်စွာဒူးနှင့်ပြုတော်မူသဖြင့်စာရာသည်ပွေးတနေဆွဲယူ၍ဘုရားသခင်အမိန့်တော်နှင့်ချင်းချက်သောအချိန်ကအာဗြဟံအသက်ကြီးသောအခါသူ့အားသားကိုပွားလေအာဗြဟံသည်လည်းမိမိရသောသားတဲ့ဟူသောစာရာပွားသောသားကိုစောင့်မိဖြင့်မေ့လေဖျားသခင်မှာထားတော်မူသည့်အတိုင်းအာဗြဟံသည်ရှေ့ရမြောက်သောနေငွန်းသားဆောက်ကိုအယေဖျားလိမင်္ဂလာပေးလေသားဆောက်ကိုမြင်ရသောအခါအာဗြဟံသည်အသက်တရားရှိသည်ဆာယာကလည်းငါရရသောအခွင့်ကိုဖျားသခင်ပေးတော်မူပြီးဤတင်းကိုကြားတော်သူအပေါင်းတို့သည်လည်းငါနှင့်အတူရဲကြလိမ့်မည်ဟုတွင်ဆာယာသည်သားကိုနိုတိုက်လိမ့်မည်ဟုအာဗြဟံအားအဘသူပြောနှင့်ရသည်နှင့်သူသည်အသက်ကြီးသောအခါငါသည်သားကိုဘွားပြီးဟုတွင်ဆိုလေထိုသူငယ်ဇက်သည်ကြီးပွားနိုနှင့်ကွာလေနို့ကွာသောနေ့မှာအာဗြဟံသည်ပွဲကြီးလုပ်လေအေဂုတ္တမြို့သားဟာဂေရတွင်အာဗြဟံရသောသားသည်ဆေးရည်သည်ကိုဆာယာသိမြင်လျင်ဤဂျမီသားသည်အကျွန်ုပ်ဤသားဆောင်နှင့်အတူအမွေမခံရဟုအာဗြဟံအားဆိုလေအာဗြဟံလည်းမိမိသားဖြစ်သောကြောင့်ထိုမှုအလွန်ခတ်သည်ဟုထင်လေတို့ရာတွင်ဘုရားသခင်ကထိုသူငယ်နှင့်တင်၏ကြမကြောင်အေအမှုခတ်သည်ဟုမထင်နှင့်ဆာယာပြောလျာရာသူ၏စကားကိုနားထောင်လော့အကြောင်းမူကားစောနတ်သာအတင်း၏အမျိုးတည်လိမ့်မည်ဂျမီသားသည်တင်း၏အမျိုးဖြစ်သောကြောင့်သူ့ကိုလည်းလူမျိုးကြီးဖြစ်စေမည်ဟုအာဗြဟံအားမိန့်တော်မူ၏အာဗြဟံသည်နာနစောစောထဲမုန်းနှင့်ရေဘူးကိုယူသဖြင့်ဟာဂေရပခုံးငှက်တင်ပြီးလျင်သူငယ်ကိုအဲ့လေကျမကိုလွတ်လိုက်လေသူသည်လည်းသွားလဘေရရှိတော်လဲလေလျက်နေဘူးငယ်ရေကုန်သောအခါသူငယ်ကိုခြုံဖုတ်အောင်ထားငါသည်သူငယ်သေးသည်ကိုမမြင်လိုဟုဆိုလျက်ခတ်ဝေးဝေးလေးတစ်ဖက်ခန့်လောက်သွားပြီးလျင်သူငယ်ရှေ့မှထိုင်နေနေလေထိုတို့တိုင်နေနေစဉ်သူသည်အတန်းကိုလွင့်လင်ကိုကြွေးလေဖျားသခင်သည်လူလင်အတန်ကိုကြားတော်မူ၍ဖျားသခင်ကောင်းကင်တမန်ကဟာဂေရဲ့တေနာဘဲအမှုရှိနေမစိုးရိမ်နှင့်လူလင်နေသောအရက်ထဲကသူ၏တန်ကိုဖျားသခင်ကြားတော်မူပြီးထလော့လူလင်ကိုကြွေလက်နှင့်မလော့ငါသည်သူ့ကိုလူမျိုးကြီးဖြစ်စေမည်ဟုကောင်းကင်ထဲကခေါ်ရဟာဂေအားမြတ်ဆို၏ထိုအခါဘုရားသခင်သည်ဟာဂေ၏မျက်စိကိုဖွင့်တော်မူသဖြင့်သူသည်ရေတွင်ကိုမြင်လေသောသွားလေဘူးကိုရေဖိပြီးလျင်လူလင်အားရေကိုတိုက်လေထိုလူလင်ပတ်နှံလည်းဘုရားသခင်ရှိတော်မူ၏သူသည်ကြီးပွားတောနေသဖြင့်လေးသမားဖြစ်လေပါယနောနေသည်ဖြစ်လျက်သူ့အမိသည်အေဂုတ်တုပြည်မော်မိမတယောက်ကိုခေါ်၍သူနှင့်ဆုံပတ်စေထိုယောခါအဘိမလမင်းနှင့်ဗိုလ်ချုပ်မင်းဖိကောလာတို့သည်အာဗြဟံကိုခေါ်၍တင်သည်ပြုလျာရာမတင်ပတ်မှာဘုရားသခင်ရှိတော်မူ၏တို့ဖြစ်ရဲ့တင်သည်ငါကိုနင်းငါသားကိုနင်းငါမြေးကိုနင်းမလဲစားငါသည်တင်ကျေးဇူးပြုတကဲ့သို့ငါမင်းတင်တဲ့နေရာငါပြီးမင်းကျေးဇူးပြုမိဟုဘုရားသခင်ကိုတိုင်တီငါအားကျိန်ဆိုပါလောဟုပြောဆို၏အာဗြဟံကလည်းထိုအတိုင်းငါကျိန်ဆိုပါမည်ဟုပြန်ပြောလေအဘိမလမင်း၏ကျွန်ုပ်သည်အနိုင်ထက်လူယူသောရေတွင်ကြောင်အာဗြဟံသည်လည်းအဘိမလမင်းကိုအပြစ်တင်လေအဘိမလမင်းကလည်းဤအမှုကိုအဘယ်သူပြုသည်ကိုငါမသိတင်သည်ငါကိုမပြောငါလည်းယင်းနေ့တိုင်အောင်မကြားရဟုဆို၏အာဗြဟံသည်လည်းသိုးနွားတို့ကိုယူပြီးလျင်အဘိမလအားပေးလက်ထိုနှစ်ပါးတို့သည်ပြိညင်ပြုကြအာဗြဟံသည်လည်းသိုးငယ်ခုနှစ်ကောင်တို့ကိုသိုးစုနှင့်ခွဲထားလေအဘိမလကလည်းခွဲထားသောဤသိုးငယ်ခုနှစ်ကောင်တို့သည်အဘယ်သို့နည်းဟုမေးတော့အာဗြဟံကဤရေတွင်ကိုငါဒူးပြီးဟုဤသိုးငယ်ခုနှစ်ကောင်တို့သည်ငါဘနှင့်တက်သေးဖြစ်မည်အကြောင်းသူတို့ကိုတင်သည်ငါလက်မခံယူရမည်ဟုဆိုလေတို့ဖြစ်လက်ထိုအရန်ထိုနှစ်ပါတို့သည်ကျိန်ဆိုသောကြောင့်ထိုရက်ကိုဘေရရှေဘဟုတွင်ကြ၏ထိုတို့ဘေရရှေဘအရန်ပိညင်တို့သည်ထဲဖိလိတပြည်သို့ပြန်ကြ၏အာဗြဟံသည်ဘေရရှပ်အရန်မန်ကြီးပင်ကိုစိုက်ရအစဉ်မြဲတည်တော်မူသောဘုရားသခင်တည်းဟူသောထာဝရဘုရား၏နာမတော်ကိုဖဏာပြုလေ
ဖီလေးတက်ပြီးမှကာလက်ရှိကြစွာတဲနေတဲ့ကဘာဦးကျန်းအခန်းကြီး20တက်ပြီး